ဒီဗီဒီယိုလေးကတော့ကျွန်မလမ်းကြုံလာနေပေါ့နော်ရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ဒီကလေးကတော့အသက်17နှစ်နဲ့ပေါ့နော်ဒါမိဘကိုလှုပ်ကြွေးနေတာဖြစ်ပါတယ်ဘဝတွေပေါ့နော်ဘဝတွေအဲ့လိုမျိုးအစင်မပြေတဲ့ဘဝတွေအများကြီးရှိတယ်အခုလိုမျိုးအသက်အရွယ်နဲ့မမျှရုန်းကန်နေရတဲ့ဘဝတွေအများကြီးရှိတယ်တချို့ကလေးတွေဆိုလို့ရှိရင်ပေါ့နော်အဲ့လိုခြေကောင်းလက်ကောင်းနဲ့တောင်းနေတဲ့ကလေးတွေတွေ့လို့ရှိရင်ကျွန်မခါမပေးဘူးဘာဖြစ်လို့လဲဆိုတော့ပြောလွတ်တယ်ပေါ့နော်ကိုကလည်းကိုခြေကောင်းလက်ကောင်းရှိတာသားတို့သမီးတို့ကိုဘာသာကိုလှုပ်ရှားကြဆိုပြီးတော့အဲ့လိုမျိုးကျွန်မပြောလွတ်တာများပါတယ်အခုလိုမျိုးငငယ်ရွယ်နဲ့လောက်ကိုင်းနေတဲ့ကလေးတွေမြင်တော့လဲပေါ့နော်မြင်လို့ရှိရင်ကျွန်မတို့ကိုလေးစားတယ်တို့ရဲ့မိဘတွေအစားကုန်းလဲကုန်းကြီးတယ်ပေါ့နော်အခုလိုမျိုးဒါအသက်10နှစ်17နှစ်ဆိုတာပြေးလွှာစောကစားပြီးတော့အပူပင်ကင်းနေရတဲ့နေရမယ့်ဘဝမှာပေါ့နော်အခုလိုမျိုးအရွယ်နဲ့မမျှလုပ်နေရတဲ့ကလေးတွေကိုတွေ့လို့ရှိရင်ဒါလေးစားစွာနဲ့တင်ပေးခြင်းဖြစ်ပါတယ်ရှင်